အားလုံးပဲမြင်ကြလားပါအခုကျွန်တော်တို့က BMW S1000R နဲ့တိုင်းမှာဖြစ်ပါတယ် L7 နဲ့ model အမြင့်နဲ့ပေါ့နော် BM ကကျတော့ model အမြင့်ဖြစ်တယ်ဒီကောင်က model အမြင့်ပါဘတ်တဲ့ဆိုင်မှာဖြစ်တယ်ပေါ့နော်ဒီပွဲကကြည့်လို့အရန်ကောင်းပါပါနော်ဒီနှစ်စီးကကြတော့ကဲကျွန်တော်တို့တစ်ချက်စောက်ကြည့်မယ်ညီကိုတွေကရောဘယ်ဘင်းကိုကြိုက်လဲပေါ့နော်ကျွန်တော်ကတော့ BMW တော့ကြိုက်တယ်ဒါပေမဲ့ Suzuki ကလည်းမခေဘူးဗျဒီကွင်းမှာပေါ့နော်လက်ရှိမောင်းနေတဲ့အနေထားရဆိုရင် Suzuki ကလည်းအရှင်ထဲမှာတော့မဟုတ်ဘူးအဲကျွန်တော်တစ်ချက်ကြည့်မယ်ဒီချိတ်ပြီးထွက်မှာဖြစ်ပါတယ်သူတို့ကြည့်လိုက်ရအောင်နော်ဝေါဟေးကန်းအောင်တော့R1 အဝါရောင်နဲ့ R1 အစိမ်းမဲရောင်လေးပါကျွန်တော်ဘက်မှာတော့ဝိုင်းအောင်တည်ဖြစ်ပါတယ်ဒီရှိစီအရင်ဘက်မှာဖြစ်ပါတယ်အချိန်တစ်ချက်ကြည့်မယ်ဗျာ10စက္ကန့်မှာဟိုဘက်က17စက္ကန့်မှာเนาะဒီဘက်ကဘယ်ရနိုင်သွားပါတယ်အပြာရောင်လေးတအားလာတယ်ဒီဘက်ကအပြာရောင်နိုင်သွားပါတယ်ပြန်လာပါပြီပေါ့နော်H2 fan တွေအတွက်ဗျာရှက်ကြည့်မယ်955ရမလားရှက်ကြည့်ကျွန်တော်ခမန်းကြီးရတော့955ပေါ့နော်
ကြည့်မယ်9.5ပါရဲ့ကျွန်တော်ခန့်မှန်းထားတဲ့အတိုင်းပဲဗျ 9.7မှာ9.7မှာน้ำตาไหลเลยเอ้ยပါကြာကြာနော်ဒီတက်ကျန်းတဲ့ဘိန်းရှိသေးလားဗျာကျွန်တော်ရိုးရိုးစီသုံးလာတာမဟုတ်ဗျာတော့လေးမြန်စီပုံစံမျိုးသုံးလာတာအရင်ပြင်းတယ်ညရည်တွေပါထွက်တယ်ချိန်တစ်ချက်ကြည့်မယ်